နေ့မှမေးမရပဲလွယ်လို့ကြံခဲ့ခံစားရသူမောင်ရဲ့အဖြစ်ပါမေဝေလုံးပြေကထားရတဲ့မေမောင်ရဲ့ရင်ကိုကွဲလို့ရက်စက်တဲ့မေဂရီလွေချင်းချင်းပေးကပြန်လာမယ်ပြောပြီးဖြစ်ခဲ့ပြီပြန်လာခဲ့ရှိရတဲ့မေမောင်နေတိုင်းမေကိုလွမ်းနေလေတော့ပြန်ဆုံးရဖို့တောင်းစုပြုတယ်လေမေပေးရဲ့ချီကလေးတွေခုတော့ပဲပျောက်လို့သွားတယ်လင်္ကာညာကမောင်ကိုလေးပြစ်လို့သွားသူမေတနေ့မှမေးမရပဲလွယ်